စဉ်းဖြစ်ပြီးဆိုရင်တတောင်တတရှိတဲ့နေထားမှာခြိုင်မှာမူလာဂျောရာချာကရာroot chakra ကိုအကျေးပိတ်လုပ်ဖို့အတွက်မိမိစိတ်ကူးအာရုံထဲမှာကိုထိုင်နေတဲ့နေရာရဲ့ကြံ့မြင်တဲ့ထိစက်နေတဲ့နေရာသို့မဟုတ်ပညာယူအောက်ပိုင်းကြောယူဟိုးအောက်ဆုံးမှာရှိနေတဲ့အနေရောင်အလင်းတန်းအလုံးကိုမြင်အောင်ကြည့်ပါ root chakra ရှိတဲ့နေရာဟာအနေရောင်အလင်းတွေတောက်ပလာတယ် Sakura chakra စွမ်းသစ်ဌာနရဲ့စိတ်ဆောင်ဖြစ်တဲ့ VAM1 ဆိုတာကို9ခေါက်ရေးရပါမယ် Solar plexus chakra 1 by ရှိတဲ့နေရာမှာအာရုံပြုလိုက်ပါလေထုတ်လိုက်တိုင်းမှာကိုယ်ရဲ့1 by တစ်ဝိုက်မှာမလိုအပ်တဲ့ negative energy တွေအားလုံး block ဖြစ်နေတဲ့ energy တွေအားလုံးဟာပြည့်နဲ့ကိုထုတ်လိုက်တဲ့လေးနဲ့တူတူထွက်သွားတယ်ကိုယ့်ရဲ့စိတ်အာရုံကိုအနာဟတချာကရာဟာချာကရာရှိတဲ့နေရာမှာထားလိုက်ပါကိုယ့်ရဲ့နှလုံးသားတစ်ဝိုက်မှာမလိုအပ်တဲ့ energy တွေ negative energy တွေဒါတွေအားလုံးဟာထုတ်လိုက်တဲ့လေးနဲ့တူတူပါသွားတယ်ပြီးရှူလိုက်တဲ့လေးတွေကနှာခေါင်းထဲမှာတစ်စစ်ဒီလေချောင်းကိုဖြတ်တန်းသွားတယ်လေထုတ်ရင်လေကိုထုတ်လိုက်တဲ့လေးတွေဟာလေချောင်းကနေဖြတ်တန်းပြီးတော့မှပဲနှာခေါင်းကထွက်လာတယ်ကိုယ့်ရဲ့နှဖိုးညကုန်းနှစ်ခုအလဲညကုန်းနှစ်ခုဆက်တဲ့နေရာမှာ third eye ရှိနေမယ်တတိယမြောက်မျက်လုံးရှိနေမယ်ဒီမျက်လုံးဟာကိုအုံးလို့ရေလျော့လိုက်တာနဲ့တပြိုင်နက်တည်းဖြည်းချင်းပွင့်လာတယ်ဆိုတာကိုအာယုံပြုရင်9ခေါက်ရေရှုပါမယ်ကိုယ့်ရဲ့စိတ်အာယုံကိုမိခေါင်းပေါ်မှာခရမ်းရောင်ထောက်ပနေတဲ့အလင်းအလုံးရှိတယ်လို့အာယုံပြုရင်သူခရမ်းရောင်ရှိတယ်အလင်းလုံးက energy တွေဟာဖြာပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးကိုပုံမှန်နေတယ်ဆိုတဲ့အတိုင်း visualize အာယုံပြုကြည့်ပြီးလေရှုလေးထုတ်ပေးလေ့ကျင့်နေပါ